ယောက်ျားလေးတွေရွှေထက်တန်ဖိုးကြီးတဲ့နိုင်ငံမိတ်ဆွေကသာယောက်ျားလေးတစ်ယောက်ဖြစ်မယ်ဆိုရင်ဒီနိုင်ငံမှာတွားရောက်နေထိုင်ခြင်းပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်တော့ဒီနိုင်ငံမှာကယောက်ျားလေးတွေကရွှေထက်ကိုရှားပြီးတန်ဖိုးရှိနေလို့ပဲဖြစ်ပါတယ်။အဲ့ဒီနိုင်ငံကတော့လက်ဗီယာနိုင်ငံဖြစ်ပြီးကမ္ဘာပေါ်မှာအမျိုးသားအရေးအတွက်အနည်းဆုံးနိုင်ငံပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့လက်ဗီယာနိုင်ငံကနေရာတိုင်းလိုမှာအမျိုးသမီးတွေကိုသာတွေ့ရှိရမှာဖြစ်ပြီးအဲ့ဒီအမျိုးသမီးတွေကလည်းတော်ရုံမော်ဒယ်တွေရှုံးလောက်အောင်ကိုလက်ပတ်ကြပါတယ်။ဒါအပြင်ဒီနိုင်ငံကဘိုးသမီးတွေကရန်ကိုဖော်ရွေပြီးယဉ်ကျေးပြူမှာကြပါတယ်။ဒါကြောင့်လက်ဗီယာနိုင်ငံဟာဆိုရင်ကမ္ဘာပေါ်ကအမျိုးသားတိုင်းအတွက်တစ်ကပုံတစ်ခုလို့တောင်းဆိုရမှာပဲဖြစ်ပါတယ်။ဒါအပြင်ဒီနိုင်ငံကအမျိုးသမီးတွေကချစ်သူရေးစားထားဖို့အတွက်တောင်းမှအင်ကားစားတဲ့တန်ဖိုးကြီးပစ္စည်းတွေကိုလက်ဆောင်ပေးပြီးချစ်ရေးဆိုကြလိမ့်ရှိပါတယ်။ပြောရမယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ချစ်ပေးနေဖို့ပဲလိုပါတယ်။ကျန်တာကုန်သူတို့တာဝန်ထားဆိုတဲ့သူတွေချစ်ပါတယ်။ဒါကြောင့်ဒီနိုင်ငံမှာနေထိုင်ကြတဲ့မျိုးသားတွေမှာဆိုရင်အနည်းဆုံးမိန်းမ2ယောက်ကနေ3ယောက်ထိရှိကြပါတယ်။ဒီနိုင်ငံမှာအခုလိုယောက်ျားတွေရှားပါသွားရတဲ့အဓိကအကြောင်းရင်းကတော့စစ်ပွဲတွေကြောင့်ဖြစ်ပါတယ်။သူတို့နိုင်ငံဟာဆိုရင်နှစ်ပေါင်းများစွာစစ်ပွဲတွေဖြစ်ခဲ့တဲ့အတွက်စစ်ပွဲတွေအတွင်းယောက်ျားလေးလူဦးရေအများပြားဆုံးရှုံးခဲ့ကြပါတယ်။ဒါကြောင့်ပဲသူတို့နိုင်ငံရဲ့အမျိုးသားနဲ့အမျိုးသမီးလူဦးရေအချိုးအစားကမမျှတတော့တာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကိုဖြေရှင်းဖို့အတွက်အစိုးရကလည်းယောက်ျားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ထပ်ပို့ပြီးယူပိုင်ခွင့်ကိုတရားဝင်ဖြစ်သတ်မှတ်ပေးခဲ့ပါတယ်